ခင်တွေ channel ရဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်မင်္ဂလာပါလို့နှုတ်ဆက်ရပေမဲ့လွန်ခဲ့တဲ့9နှစ်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ဟာဆိုရင်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်တွေကျွန်တော်တို့မျိုးဆက်တွေရဲ့မျှော်လင့်ချက်အိမ်မက်တွေကိုရိုက်ချိုးဖျက်ဆီးပစ်ခဲ့တဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်ဒါကြောင့်လဲအဲ့ဒီနေ့ကိုကျွန်တော်သခင်တွေပါဝင်အခုဒီအစီအစဉ်ကိုနားဆင်နေကြတဲ့ကျွန်တော်တို့သခင်တွေရဲ့ပရိသတ်တွေအားလုံးလည်းပဲမိနိုင်မှာမဟုတ်ကြပါဘူးဒီအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်က2020ရွေးကောက်ပွဲမှာပြည်သူလူထုတခဲနဲ့မဲပေးပြီးတော့ရွေးချယ်ခဲ့ကြတဲ့ NLD ပါတီကိုအာဏာလွှဲမပေးခြင်းတဲ့အခါမှာမဲစင်းတွေဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်တွေကိုခေါင်းစဉ်သုံးဆင်ခြေပေးပြီးတော့တိုင်းပြည်အာဏာကိုမတရားသိမ်းခဲ့တဲ့နေ့ဖြစ်ပါတယ်။အဲ့ဒီနေ့မနေ့ရဲ့မနက်ခင်းအတွေ့အကြုံတွေနဲ့ကျွန်တော်သခင်တွေကိုယ်တိုင်ဒီအခင်းချင်းတစ်ခုမှာဘယ်လိုရှုထောင့်ကနေပါဝင်ခဲ့တယ်ဆိုတာတွေကိုဒီကနေ့ကျွန်တော်တို့9နှစ်ပြည့်မှာသခင်တွေ channel ရဲ့ပရိသတ်တွေကိုကျွန်တော်ဒါအတွေ့အကြုံတွေပြန်လည်မျှဝေရင်းနဲ့ဒီရှေ့ဆက်ဖြစ်လာမဲ့ကျွန်တော်တို့နိုင်ငံရေးခင်းချင်းအခြေအနေတွေကိုသုံးသပ်ဆွေးနွေးသွားကြပါတယ်။အဲ့တော့ကျွန်တော်ဒီပထမဆုံးဒီ February 1ရက်နေ့မနေ့ခင်းအကြောင်းကိုမပြောခင်မှာဒီဇန်နဝါရီ31ရက်နေ့ညခင်းအခြေအနေပေါ့အဲ့ဒီအထိကျွန်တော်တို့တော်တော်များများလဲဒီမင်းအောင်လှိုင်ကအာဏာသိမ်းနိုင်တယ်တချို့လဲမသိမ်းနိုင်ဘူးပေါ့အဆရှိတဲ့ဖြစ်ဒီကြိုတင်ပြီးတော့ခံမှန်းကြတာတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်သို့တော်လည်းအများစုကဒီလောက်ထိဒီစစ်အာဏာရှင်တွေရဲ့ဒီအာဏာယူမှုဟာ2015-2020အတွင်းမှာပြန်ကြည့်တဲ့အခါမှာပေါ့လေကျွန်တော်တို့လူထုကောင်းဆောင်မေဒေါန်ဆန်းစုကြည်ကိုယ်တိုင်ကလည်းပဲဒီအကြမ်းဖက်စစ်တပ်ကောင်းဆောင်တွေကိုအတက်နိုင်ဆုံးပေါ့နော်ဒီတင့်မြတ်အောင်ဒါစူးစမ်းပြီးတော့ငြိမ်းချမ်းရေးကိုရှေ့ရှုပြီးတော့တိဆောက်ခဲ့တဲ့အခါကျတော့ဒီအကြမ်းဖက်စစ်တပ်စစ်ကောင်းဆောင်တွေရဲ့ပေါ့နော်ဒီအကျင့်စရိုက်တွေတတိယဖြစ်ပြောရင်တော့ဒီအကျင့်ရုပ်မာမှုတွေပေါ့နော်ဒါတွေကဒီလောက်ဆိုးရွားလိမ့်မယ်လို့တော့တချို့လဲတွက်ဆမိမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်သခင်တွေကိုယ်တိုင်လည်းပဲဒီဇန်နဝါရီ31ရက်နေ့ညမှာနော်ထုံးစံတိုင်းဖုန်းတွေပြောနော်အလုပ်တွေရှုပ်ရင်းနဲ့ည7:00နာရီခွဲလောက်မှာအိပ်ရဝင်တယ်ပေါ့ဖေဖော်ဝါရီ1ရက်နေ့မနေ့4:00နာရီခွဲမှာတော့ပထမဆုံးကျွန်တော်ထံကိုမိတ်ဆွေတယောက်ဖုန်းဆက်လာပါတယ်အဲ့ဒါတော့သူတို့သက်ဆိုင်ရာမြို့နယ်ရဲ့ဒီတာဝန်ရှိသူတဦးကိုစပြီးတော့ဒီကျန်းဖက်စစ်တပ်ကနေမှာလာရောက်ခေါ်ဆောင်သွားပြီဆိုတဲ့သတင်းကြားလိုက်တဲ့အချိန်မှာပဲကျွန်တော်ဒါသိလိုက်ပြီဒါဆိုရင်တော့အာဏာသိမ်းမှုဖြစ်စဉ်စပြီပေါ့နော်အဲ့ဒီလိုပြောနေတဲ့တစ်ချိန်တည်းမှာပဲကျွန်တော်အိတ်ခမ်းမှာကျွန်တော် CCTV တွေရှိပါတယ်ရှိတဲ့အခါမှာကျွန်တော်ရဲ့ဒီသားအငယ်ကနေပြီးတော့ကျွန်တော်ကို CCTV ကိုလက်ညှိုးထိုးပြတယ်ကျွန်တော်ရဲ့အိမ်ရှိမှာရောကျွန်တော်ရဲ့အိမ်ဘေးမှာရောအားလုံးမှာဒါအကြမ်းဖက်စစ်သားလက်နက်ကင်စစ်သားတွေလမ်းလျှောက်ပြီးတော့ဒါကျွန်တော်အိမ်ကိုဝိုင်းထားလိုက်ပြီဆိုတာကျွန်တော်သိလိုက်ပါတယ်တစ်ချိန်တည်းမှာပဲအခြားဖုန်းတွေဇက်တိုက်ဝင်လာပါတယ်ဝင်လာတဲ့အခါမှာတော့အဲ့ဒီလိုပဲကျွန်တော်အိမ်ကိုတော့ဒါအကြမ်းဖက်စစ်တပ်ကလာရောက်ဝိုင်းထားပြီလို့ပြောလိုက်တဲ့ချိန်မှာကျွန်တော်ဆက်သွယ်တဲ့မိတ်ဆွေတွေကလည်းသူတို့ရဲ့နေအိမ်တွေကိုလည်းဒါအကြမ်းဖက်စစ်သားတွေဒါဟိုနေအိမ်တွေကိုဝိုင်းထားပြီဆိုတဲ့သတင်းကိုပြောပါတယ်ပြောတော့ဒါဆိုရင်တော့ကျွန်တော်တို့ကြည့်ပါတယ်လက်ရှိမှာရှောင်းတိန်ဖို့ဆိုတာအဆင်မပြေနိုင်ဘူးဆိုတော့မိသားစုကိုမှားရရှိတာမှာပေါ့မှာပြီးတော့ထုံးစံတိုင်းပါပဲเนาะကြော်ပွေကလေးတစ်လုံးเนาะလိုအပ်တဲ့ပစ္စည်းတွေထည့်အဲ့ဒီချိန်မှာအိမ်ရှိတကားကိုတအုံးနဲ့ထုပါတယ်ထုပြီးတော့ကျွန်တော်အကိုခေါ်ပြီးတော့ကျွန်တော်အဲ့ဒီမှာမေးပါတယ်ဘာအတွက်လာခေါ်တာလဲပေါ့เนาะဆိုတော့သူတို့ရဲ့အထက်လူကြီးကတွေ့ကျင်တယ်ဒါကြောင့်လိုက်ခဲ့ဖို့ပြောတယ်ပေါ့နော်ပြောတဲ့ခါမှာကျွန်တော်ကမတွေ့ကျင်ဘူးတွေ့စရာအကြောင်းလည်းမရှိသလိုပေါ့နော်ကျွန်တော်ခင်ဗျားတို့နဲ့လည်းအတိတာမဟုတ်တဲ့အတွက်ပေါ့နော်ဒီလိုမျိုးလိုက်ဖို့အဆင်မပြေဘူးလို့ပြောတဲ့ချိန်မှာတော့သူတို့ကပြောတယ်နော်ဟိုဘယ်လိုပဲဖြစ်ဖြစ်ခင်ဗျားပါမှဖြစ်မှာခင်ဗျားမပါလို့မဖြစ်ဘူးခင်ဗျားကိုကျွန်တော်တို့ပါအောင်ခွာမဲ့တာဝန်ရှိတယ်ဒီလိုပုံစံမျိုးပြန်တုံ့ပြန်တာရှိပါတယ်ရှိတဲ့ချိန်မှာကျွန်တော်ခြေနေကိုကဲခတ်ပါတယ်ခြေနေကိုကဲခတ်တဲ့ချိန်မှာဘလို့နီးနဲ့ပဲဖြစ်ဖြစ်သူတို့ရအောင်ခေါ်မယ်အနုနီးနဲ့ခေါ်လို့မရရင်အချမ်းဖက်ခေါ်ဆောင်မယ်ဆိုတာကိုသိပါတယ်သိတဲ့အခါဒါဆိုရင်တော့ပြန်ပြောလိုက်တယ်ဒါဆိုရင်တော့ခဏဆောင်ပါဆိုပြီးတော့ကျွန်တော်ဖျားစဉ်ရှေ့မှာကိုတခါတည်းတရဏဂုံတင်ပါတယ်ဘာကြောင့်လဲဆိုတော့သူတို့လက်ထဲကိုရောက်သွားပြီဆိုရင်ဒါသိတဲ့အတိုင်းပဲတော့နှိမ့်မြညပြောက်တို့အခြေအနေတွေဒါကျွန်တော်တို့အားလုံးက1988အခြေအနေတွေမှာတည်းကဒီလိုအခြေအနေတွေကျွန်တော်တို့ဒါသိခဲ့ပြီးသားအတွေ့အကြုံရှိပြီးသားเนาะဒီလိုဟာတွေနားလည်ပြီးသားဖြစ်တဲ့ခါကျတော့ဒါတွေကိုဆောင်ရွက်ပြီးတော့သူတို့ခေါ်တဲ့နောက်ကိုလိုက်သွားရတယ်ပေါ့လေအဲ့တော့
သူတို့စစ်တပ်တစ်ခုရဲ့ဒီဂိုဒေါင်ကြီးတစ်ခုတည်းကိုကျွန်တော်တို့ကိုခေါ်ပြီးထည့်ထားတယ်ကျွန်တော်တို့ရောက်မှအဲ့ဒီဂိုဒေါင်ရဲ့ဒီတကားတွေကိုเนาะသူတို့တက်သားတွေနဲ့ပိတ်တယ်เนาะဘေးတွေမှာလိုက်ပြီးတော့ဟိုတန်တွေလိုက်ရိုက်ပေါ့เนาะလုံလုံချုံချုံဖြစ်အောင်လုပ်တဲ့ပုံစံမျိုးပေါ့ဟိုပြောချင်တာတော့သူတို့ကြိုတင်ပြင်ဆင်ထားတဲ့ပုံစံမျိုးမတွေ့ရဘူးဒါကဘာလဲဆိုလို့ရှိရင်သတင်းပေါက်ကြားမှာဆိုလို့တက်ဆိုင်ရာဒီနေမီမှာရှိတဲ့ဒီသူ့ရဲ့ဒီလက်အောက်ခံဒီစစ်တရင်တပ်ဖွဲ့တွေကိုတော့အတိမပေးဘဲနဲ့ဒါလုတ်တဲ့ပုံစံမျိုးလို့တော့သုံးသပ်လို့ရတယ်အဲ့ဒီမှာကျွန်တော်တို့သူတို့ရဲ့ခေါင်းဆောင်ကိုမေးပါတယ်ခင်ဗျားတို့ဘာကြောင့်ကျွန်တော်တို့ကိုအခုလိုလက်ဖန်စီခေါ်ဆောင်ပြီးတော့ဒီလိုထိမ့်သိမ်းထားတာလဲဆိုတော့သူတို့တာဝန်ရဆောင်ရွက်ရတယ်ပဲပြောတယ်အဲ့တော့ထပ်မိတယ်ဒါလက်ရှိဒါတိုင်းပြည်အာဏာကိုသိမ်းလိုက်တာလားဆိုတော့လုံးဝမဖြေဘူးလက်တလောအခြေအနေတစ်ခုရပေါ့နော်ဟိုခဏခေါ်ထားတာပဲဖြစ်ပါတယ်ဆိုတာမျိုးပဲပြောတယ်အဲ့တော့ကျွန်တော်တို့ကလည်းပြန်ပြောရတယ်ခင်ဗျားတို့ခဏဆိုတာဟာเนาะဟိုကျွန်တော်တို့အတွေ့အကြုံတွေရှိခဲ့ပြီးဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့မှာလက်တလုံးမှာလုံလောက်တဲ့ဒီအသုံးဆောင်တွေမပါလာဘူးဆိုတော့အဲ့တော့ခင်ဗျားတို့ထပ်ပြီးတော့ဟိုမှာဘယ်ဒီထပ်ပို့ဖို့ရှိမလဲနောက်ပြီးကျွန်တော်တို့ဟိုအချိန်ဘယ်လောက်ကြာနိုင်မလဲမသိတဲ့ခါကျတော့လိုအပ်တဲ့ကျွန်တော်တို့ရဲ့ဒီအဝတ်အစားနောက်ပြီးကျန်တဲ့အသုံးဆောင်ပေါ့နော်ဒါတွေကျွန်တော်တို့လိုအပ်တယ်ဆိုတဲ့ခါကျတော့အဲ့ဒီမှာသူတို့ဒီမှုကင်းသတင်းတပ်ဖွဲ့ကသူတွေရောက်လာတယ်ပေါ့နော်ရောက်လာပြီးတော့ကျွန်တော်တို့လိုချင်တဲ့ပစ္စည်းရှိလို့ရှိရင်စာလေးရေးပေးပါသူတို့အိမ်ကိုသွားပြီးတော့ယူပေးပါမယ်ဆိုတာမျိုးသူတို့ပြောတဲ့ခါမှာကျွန်တော်တို့ကလည်းအဲ့ဒီမှာဒီစာရွက်တရွက်နဲ့ပေါ့နော်ဘောပင်သူတို့ပေးတယ်အဲ့ဒီမှာရေးပြီးတော့လိုအပ်တဲ့စောင်းချောင်းကောင်းပေါ့နော်နောက်ပြီးသွားတိုက်စေးအစရှိတဲ့ကျွန်တော်သုံးဆောင်ပစ္စည်းတွေကိုနော်ဟိုထည့်ပေးဖို့ပေါ့နော်ထည့်ပေးဖို့ကျွန်တော်တို့ဒီကိုယ့်ရဲ့အိမ်ကိုစာရေးပြီးတော့ကျွန်တော်တို့ဟိုလုပ်ပါတယ်လုပ်ပြီးတော့အဲ့တော့မနေ့17နာရီဝန်းကျင်လောက်မှာတော့သူတို့ရဲ့ဒီခေါင်းဆောင်တယောက်ရောက်လာပါတယ်ရောက်လာပြီးတော့အားလုံးရတဲ့အဆင်ပြေသွားပြီတဲ့အဲ့တော့ခမရတို့အားလုံးကိုတဲ့ကျွန်တော်တို့နေအိမ်တွေကိုပြန်ပို့မယ်ဆိုပြီးတော့အဲ့ဒီမှာပြောပါတယ်ပြောတဲ့ချိန်မှာတော့ကျွန်တော်တို့ကဟိုဘာမှမသိသေးဘူးပေါ့နော်လုံးဝဖုန်းနေလဲဆက်သွယ်ပြတ်သွားပြီလုံးဝဖုန်းလဲယူလို့မရဘူးဖုန်းနေလဲတင်ထားတယ်နောက်ပြီးတော့လေမနေ့ဒီအိမ်ကနိုးချင်းပဲတန်းခေါ်သွားတဲ့အခြေအနေဆိုတော့ဒါအာနာသိန်းနေဆိုတာတော့ကျွန်တော်တို့ဟိုအကက်ခတ်ပြီးသွားပြီသို့တော်လဲသူတို့ပြောနေတဲ့ပုံစံကကျွန်တော်တို့မေးတဲ့ခါမှာလေအာနာသိန်းနာလားဆိုတော့လဲမဟုတ်ပါဘူးတဲ့အခုတော့လူကြီးတွေသူတို့ချင်းညှိနှိုင်းလို့အဆင်ပြေပြီဆိုတော့ဒါကဒီအချင်းချင်းခေါင်းဆောင်ချင်းချင်းတွေဒီလိုအဆင်ပြေတယ်လို့နော်ရုပ်တရက်တော့ဟိုနားလေသွားကြမှာပေါ့ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အချိန်မှာနော်ကျွန်တော်တို့တက်ဆိုင်ရဲ့ဒီသတင်းတွေသူတို့ကျင်ညာတာတွေ့တယ်ပေါ့နော်အဲ့အချိန်မှာတော့ဖုန်းလိုင်းတွေတော့မရတော့ဘူးဒီရုပ်တံသတင်းတွေပဲရှိတော့တယ်ပေါ့နော်အဲ့တော့မြန်မာတန်တို့မြဝတီတို့ကနေပြီးတောက်လျှောက်ဒီသတင်းတွေကျင်ညာတယ်ကျင်ညာတဲ့အခါမှာတော့ဒီအာနာသိမ်းလိုက်ပြီပေါ့အဲ့ဒီတစ်ချိန်တည်းမှာပဲကျွန်တော်တို့ဒီ RFA သတင်းဌာနနဲ့ဒါကိုပေါ့ရဲ့ interview တစ်ခုကလည်းတက်လာတယ်ပေါ့နော်အဲ့ဒီချိန်မှာတော့ဒါလုံးဝဒါတိုင်းပြည်အာဏာကိုမတရားသိမ်းလိုက်ပြီးအဲ့ဒီအတွက်ကျွန်တော်တို့ဒါလူတို့ကနေပြန်လည်ပြီးတော့ပေါ့နော်ဒါလုံးဝလက်မခံကြောင်းကျွန်တော်တို့ပြသဖို့နောက်တစ်ခုဒီပြည်သူရဲ့ဒီတခဲနဲ့မဲပေးရွေးချယ်တဲ့ဒီ NLD ပါတီကိုပဲဒါတကယ့်ကိုကျွန်တော်တို့က legitimate အစိုးရဖြစ်နေပေါ့နော်အသိမှတ်ပြုဖို့เนาะဒီလိုကျွန်တော်တို့ interview လေးတစ်ခုလည်းတွေ့ရပါတယ်ဟိုပြောချင်တာကတော့အဲ့ဒီကနေစပြီးတော့ကျွန်တော်တို့ဒါလူထုတပိတ်တွေပေါ်ပေါက်လာပြီးတော့နောက်ဆုံးမှာတော့ဒါပုံပို့ပြီးတော့ဒီတိုင်းပြည်ရဲ့เนาะဒီအကြမ်းဖက်စစ်တပ်ကတော့လုံးဝသူ့ရဲ့ဒီအာဏာကိုเนาะဒီကနေ့အထိဒါရဲဆက်တိုင်းပြည်ကိုဟိုမီရှိုဖျက်ဆီးနောက်ပြီးကျွန်တော်လူငယ်တွေကိုဖမ်းဆီးထောင်ချเนาะတေတံနေပေးအဲ့အပြင်ပေါ့เนาะတိုင်းပြည်ကတော့ဒီ9နှစ်အတွင်းမှာတော့တကယ့်ကိုကျွန်တော်တို့ဒီတမိုင်းနှစ်ရာချီလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာအဆိုးရွားဆုံးအခြေအနေတစ်ခုကိုဒါရင်ဆိုင်ပြီးတော့ဖြတ်သန်းလာရတာအားလုံးဒီတခင်တွေပြိသက်တွေလည်းအားလုံးတည်ပြီးဖြစ်ပါတယ်အခုဒီမိတ်ဆွေတို့ကျွန်တော်ပြောပြခဲ့တာကကျွန်တော်တို့ဒီဖေဖော်ဝါရီ1ရက်နေ့ရဲ့ဒီမနက်ခင်းအခြေအနေကိုတခင်တွေကိုယ်တိုင်ပေါ့နော်ဒါပါဝင်ကြုံတွေ့ခဲ့တဲ့အခြေအနေကိုကျွန်တော်တို့တင်ပြခြင်းဖြစ်ပါတယ်ဒီတခါတော့ကျွန်တော်တို့ဒီသုံးသက်ချက်အနေနဲ့ပေါ့အဲ့တော့စစ်တပ်ကတော့ဒီတိုင်းပြည်အာဏာကိုထိန်းနေပဲပြောသိမ်းနေပဲပြောအခုဆိုတာ9နှစ်ပြည့်လာပြီအဲ့တော့9နှစ်ကျော်ပြီးတော့ရှစ်ဆက်ပြီးတော့ဘလောက်ကြာအောင်သူတို့တိုင်းပြည်အာဏာကိုဆက်ပြီးတော့သိမ်းထားမှာလဲနောက်ပြီးကျွန်တော်တို့ရဲ့ဒီလူထုတော်လှန်ရေးကရောအခြေအနေဘယ်လိုရှိမလဲဒါတွေကကျွန်တော်တို့ဒီတခင်တွေပြိသက်တွေလည်းပဲခံမှန်းမိကြမှာပါအဲ့တော့ဒီရှေ့လာမဲ့ဒီ9နှစ်အလွန်ကာလတွေမှာလည်းပဲတိုင်းပြည်ရဲ့အခြေအနေကလက်ရှိကျွန်တော်တို့တွေ့ကြုံခဲ့တဲ့9နှစ်အတွင်းအခြေအနေထက်မပြောင်းလဲတဲ့အခြေအနေမျိုးလို့ပဲကျွန်တော်တို့သခင်တွေတော့သုံးသပ်မိတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိဒီအကြမ်းဖက်စစ်တပ်ရဲ့ဒီအတူရောင်ရွေးကောက်ပွဲဆိုတာဟာဒီကနေပေါ်ထွန်းလာမယ်ဒီအတူရောင်ငြိမ်းချမ်းရေးတို့အတူရောင်အစိုးရတို့အတူရောင်ဖွဲ့စည်းတွေပဲဖြစ်လာမှာ
အဲ့တော့ဒီပေါ်မှာလဲနိုင်ငံတကာရဲ့ဒီစီးပွားရေးအရာတော်၎င်းထိတွေ့ဆက်ဆံမှုတွေအရာတော်၎င်းဒီကနေ့အချိန်မှာပဲနိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကိုလည်းကျွန်တော်တို့ပြီးခဲ့တဲ့ဒီနေ့ကတခင်တွေ channel မှာလည်းဒီနိုင်ငံတကာရွေးကောက်ပွဲပေါ်ဒီနိုင်ငံတကာရဲ့ဒီသဘောထားအမြင်တွေကိုကျွန်တော်တို့တင်ပြခဲ့ပြီးဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ပြည်တွင်းရဲ့ဒီစီးရေးနိုင်ငံရေးပေါ့အဲ့တော့စီးရေးနိုင်ငံရေးမှာဆိုရင်နိုင်ငံရေးရကြည့်မယ်ဆိုလို့ရှိရင်လေအခုလက်ရှိဒီအကြမ်းဖက်စစ်တပ်ကျူးလွန်ခဲ့တဲ့ဒီ9နှစ်တာကာလအတွင်းကရက်ဆက်ကြမ်းကြုတ်မှုရုပ်မာမှုအားလုံးကိုပြန်ခြုံကြည့်မယ်ဆိုရင်ပြည်သူလူထုအနေနဲ့ဘလို့မှခွင့်လွှတ်နိုင်စရာအကြောင်းမရှိတာကိုသွားတွေ့ရပါတယ်တချို့ကြည့်မြန်မာလူမျိုးတွေကထုံးတန်တိုင်းပြောကြတယ်ပေါ့နော်မြန်မာတွေကအမှတ်မရှိဘူးเนาะတော်တော်များများကအဲ့တော့ဟိုတစ်ခုခုဆိုရင်အဲ့လိုတင်မုံချေတယ်အစရှိတဲ့ဖြစ်ပေါ့နော်1988ဆိုလဲဒီလိုပဲနောက်ပိုင်းမှာဒီစစ်တပ်ရဲ့ဒီခုနပြောတဲ့စစ်အာဏာရှင်တွေကပြည်သူတွေရဲ့ဒီအားနည်းချက်ကိုခွင့်ကောင်းယူပြီးတော့ဟိုအချိန်နဲ့ကူစားတယ်နောက်ပြီးဒီအခွင့်အရေးတွေပေါ့နော်အခွင့်အရေးတွေမလုံးတွေဒါတွေနဲ့အမြဲတမ်းပေးပြီးတော့သူတို့ရဲ့အာဏာကိုတက်ဆိုးရှိအောင်လုပ်လို့ရှိတယ်ဒါပေမဲ့ပြီးခဲ့တဲ့1988မှာလေเนาะတကယ့်ကိုကျွန်တော်တို့သွေးချောင်းစီးခဲ့တယ်အဲ့ဒီရှေ့မတိုင်ခင်1984 85စတယ်ပေါ့နော်ဒီအရေးခင်းတွေနောက်ပြီးရင်ကျွန်တော်တို့ဒီမှိုင်းရပြေဦးတန်အစရှိတယ်ပေါ့နော်ဒီလိုအရေးခင်းတွေတုန်းကလည်းဖြစ်ခဲ့တယ်လို့နောက်ဒီ2000ခွန်ပေါ့နော်ဒါရွှေဝါရောင်ဆိုလဲဒါအလုံးဒါတကယ့်ကိုရဟန်းတန်ကတော့တွေပါမချမ်းပေါ့နော်တကယ်ရဲဆက်ဆက်ကျူးလွန်ခဲ့ကြတယ်အဲ့လိုပဲနောက်ထပ်ကျွန်တော်တို့ဒီဘက်နောက်ပိုင်းမှာကျူးလွန်ခဲ့တဲ့ဒီ2015မှာဆိုလဲဒီចောင်းသားလှုပ်ရှားမှုပေါ့နော်အစရှိတဲ့ဒီလိုတပိတ်တွေပါလဲပဲတကယ်ကိုအကြမ်းဖက်စစ်တပ်ဟာကျူးလွန်ခဲ့တဲ့ပြစ်မှုတွေဟာခွင့်လွှတ်နိုင်စရာပြည်သူလူထုဘက်ကတော့သင်မုန်းချေဖို့ဆိုတဲ့အကြောင်းမရှိနိုင်တော့ဘူးအဲ့တော့အဆိုးရွားဆုံးဖြစ်ခဲ့တဲ့အခုဒီ2021ခုနှစ်ရဲ့နောက်ပိုင်းကာလတစ်လျှောက်လုံးကတော့ဘလို့နီးနဲ့မှကိုပြည်သူလူထုဟာဒီအကြမ်းဖက်စစ်တပ်ရဲ့လုပ်ရက်တွေပေါ်မှာနားလေခွင့်လွှတ်သင်မုန်းချေဖို့ဆိုတဲ့လမ်းစာဟာဘလို့နီးနဲ့မှကိုမဖြစ်နိုင်ဘူးလို့ကျွန်တော်တခင်တွေတော့ကောက်ချက်ချကြပါတယ်ဒါကတော့နိုင်ငံရေးနဲ့ပတ်သက်လို့နောက်တစ်ဖက်ကစီရေးနဲ့ပတ်သက်လို့တချိန်ကစီးရေးနဲ့ပတ်သက်ရင်အကြမ်းဖက်စစ်တပ်ဟာသူ့ရဲ့လက်ကင်တုပ်တွေရှိပါတယ်ဥပမာကျွန်တော်တို့ကရင်ဘက်မှာဆိုလို့ရှိရင်ဒါ BGF DKBA လိုဟာမျိုးပေါ့နောက်ပြီးရင်ကျွန်တော်တို့ဟိုရှမ်းဘက်မှာဆိုလို့ရှိရင်လည်းရှမ်းအရှိမှာเนาะဒီဝါနဲ့နောက်အခြားသောအဲ့မှာရှိတဲ့အချို့သောဒီစစ်ကောင်စီရဲ့ဒီနေကြားဆောင်တက်လို့သုံးနေတဲ့နေရာတွေရှိတယ်ပေါ့နော်အဲ့လိုပဲတခြားနေရာတွေမှာလည်းအကြမ်းဖက်စစ်တပ်ဟာသူ့ရဲ့အကျိုးစီးပွားအတွေ့သူကိုယ်တိုင်ဒီလက်နက်ကင်ဒီတက်ဖွဲ့တွေကိုเนาะလိုရင်လိုသလိုမလိုရင်မလိုသလိုเนาะဒီလိုမျိုးနဲ့သူကဘာလုပ်ထားလဲဆိုတော့လုံးဝခြေမုံတာမျိုးမဟုတ်ဘဲနဲ့နှစ်ရှည်လာများဒါပြည်တွင်းစစ်ကိုသူကမွေးထားတာဒါမှလည်းသူကအကြမ်းဖက်စစ်တပ်ကတိုင်းပြည်မှာငါတို့ရဲ့ဒီတက်မတော်မရှိရင်เนาะစစ်တပ်မရှိရင်တိုင်းပြည်ကြီးကလုံးဝမတည်ငြိမ်နိုင်ဘူးတကယ်တော့ဘာပြည်ပရန်မှရှိတာမဟုတ်ဘူးအဲ့တော့ပြည်တွင်းမှာရှိနေတဲ့ဒီခုနလက်နက်ကင်ဖွဲ့စည်းတွေဒီသူတိုင်းသားဒီတော်လှန်နေတဲ့အင်အားစုတွေဒါတွေကိုအကြောင်းပြပြီးတော့သူကနံပါတ်1စစ်လက်နက်တွေကိုဝယ်ယူခြင်းမှာအမြတ်ထုတ်ကိုကြိုးရှာဖို့ဒါထားတယ်နောက်နံပါတ်2နောက်တစ်ချက်ကကြတော့သူတို့ကိုပြည်သူလူထုကနေပြီးတော့သူတို့ကာကွယ်မှတိုင်းပြည်ကငြိမ်းချမ်းမယ်ဆိုတဲ့ mindset မျိုးကိုပေးချင်တာရယ်ဆိုတော့ဒီအချက်တွေနဲ့သူကဘာလုပ်ထားလဲဆိုတော့တိုင်းသားလက်နက်ကင်ဖွဲ့စည်းတွေကိုလိုရင်တစ်မျိုးမလိုရင်တစ်မျိုးဆိုတဲ့ပုံစံမျိုးနဲ့ငြိမ်းချမ်းရေးကိုဟိုမလုံးတစ်ခုလိုခေါင်းစဉ်တက်ပြီးတော့เนาะအပြစ်ရက်လိုက်ပြန်ဘုံကျဲလိုက်နောက်ပြီးအပြစ်ပြန်ရဲလိုက်ပြန်ဘုံကျဲလိုက်နဲ့ဒီလိုနဲ့တန်တရားလဲလာတာအဲ့တော့အခုဒီ2021ຫນွေဦးကတော့တည်ကြတယ်ဒါတွေအားလုံးကိုလည်းတိုင်းသားလက်နက်ကိုင်အင်အားစုတွေအားလုံးကလည်းဒီအခြေအနေဒီအကြမ်းဖက်စစ်တပ်ရဲ့အခုလိုတိုင်းပြည်ပေါ်မှာနှစ်ရှည်လာများเนาะအခုလိုရက်ဆက်ရုံမာမှုတွေဒီကောက်ကျစ်မှုတွေဆင်းလဲမှုတွေဒါတွေနားလေလာတဲ့ခါကျတော့အခုတက်ရှိ2021ຫນွေဦးမှာပေါ်ပေါက်လာတဲ့เนาะတကယ်ကျွန်တော်တို့ဒီလူငယ်မျိုးဆက်တွေဂျေဆက်တွေပေါ့เนาะဦးဆောင်တဲ့ဒီ PDF တက်မတော်လိုမျိုးနဲ့เนาะအားလုံးဟာပူးပေါင်းပြီးတော့အခုဆိုရင်ဒါအကြမ်းဖက်စစ်တပ်ကိုပူးပေါင်းတော်လှန်တဲ့အင်အားတရဟာဒါဒုတယ်တစ်ခုဖြစ်လာပြီဆိုတာတော့ဒါကျွန်တော်တို့မျက်ဝါးထင်ထင်တွေ့ရပါလိမ့်မယ်အဲ့တော့စီရေးကိုကျွန်တော်ပြန်ပြောမယ်ဆိုလို့ရှိရင်တေးကြတာတစ်ခုကတော့အခုဒီ9နှစ်အလွန်မှာเนาะပုံအားကောင်းတဲ့စီရေးတွေနောက်ပြီးစစ်ပွဲတွေဒါတွေတွေ့လာလိမ့်မယ်အခုဒီအကြမ်းဖက်စစ်တပ်ဒီ9နှစ်တာကာလအတွင်းမှာမကြုံစဘူးအခုအထူးသဖြင့်အေးလိုနေရာမျိုးကိုကြည့်မယ်ဆိုရင်ရခိုင်ဒေသကိုကြည့်မယ်ဆိုရင်ဒါရခိုင်ပြည်နယ်တစ်ခုလုံးနေပါလို့တော့ရာခိုင်နှုန်းနဲ့ပြောမယ်ဆိုရင်80ရာခိုင်နှုန်းကျော်လောက်တော့မကာသောနေရာတွေကိုလက်လွတ်ဆုံးရှုံးထားရပြီ။ဒါတွေကိုကြည့်ရင်
အကြမ်းဖက်စစ်တပ်ရဲ့ဒါစီရေးအားနဲ့ချိနဲ့မှုတွေဒါတွေတွေ့ရလိမ့်မယ်နောက်တစ်ဖက်မှာကြတော့လည်းပဲဒီပြည်တွင်းမှာရှိတဲ့လက်နက်ကိုင်အင်အားစုတွေနဲ့ဒီຫນွေဦးမှာပေါ်ပေါက်လာတဲ့ဒါလူငယ်မျိုးဆက်ဦးဆောင်တဲ့ PDF တက်မတော်ဒီဒုထေကြီးကလာမဲ့ဒီ9နှစ်အလွန်မှာပုံမှုပြီးတော့ပြည်ပြင်းတဲ့เนาะစီရေးဖော်ဆောင်မှုတွေပြည်ပြင်းတဲ့တကက်ဒီစီရေးအရเนาะအားကောင်းတဲ့ထိုးစစ်တွေဟာပုံမှုပေါ်ပေါက်လာမဲ့အခြေအနေလို့ကျွန်တော်တို့ဒီလိုသုံးသပ်ပါတယ်အဲ့တော့ဒီကုန်းပြန်ချိုးရရင်နိုင်ငံရေးရလည်းပဲဒီ9နှစ်ကျော်ကာလအတွင်းမှာလည်းပဲနိုင်ငံရေးရလည်းပဲဆက်လက်ပြီးတော့ဒီအားကောင်းနေစေဖြစ်မှာဖြစ်တယ်လို့တော်လိုင်းရေးဘက်ကနောက်ထပ်စီရေးရလည်းပဲပုံမှုပြီးတော့အားကောင်းတဲ့เนาะကျွန်တော်တို့ဟိုစီရေးထိုးစစ်တွေနောက်တစ်ခုကပြည်သူတွေအတွက်တော့အထူးဂရုစိုက်စရာပေါ့နော်ပုံမှုပြင်းထန်တဲ့စစ်ပွဲတွေနောက်ပြီးရင်တော့ကျွန်တော်တို့ပို့ပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကလည်းပုံမှုပြီးတော့ပြင်းထန်လာနိုင်တဲ့လေကြောင်းထိုးစစ်တွေစတဲ့အခြေအနေတွေတော့ကျွန်တော်တို့ကြုံတွေ့လာနိုင်ကြရှိပါတယ်နောက်ဆုံးကျွန်တော်သုံးသပ်ချက်တစ်ခုပြောရရင်တော့ဒါပြည်တွင်းမှာရှိတဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အလုပ်ကိုင်းအစရှိတာတွေပြောမယ်ဆိုရင်တော့ကျွန်တော်လာမဲ့ဒီ9နှစ်အလွန်အခင်းချင်းမှာလည်းပဲငွေကြေးဖောင်းပွားမှုအပြင်လက်ရှိကျွန်တော်တို့ကုန်ပစ္စည်းပြက်လက်မှုတွေကုန်စည်နှုန်းကြီးမြင့်မှုတွေဒါတွေကလည်းဘာကြောင့်ဆက်ရှိနေနိုင်မှာလဲဆိုတော့လက်ရှိကျွန်တော်တို့ပြည်ပကနေဝင်နေတဲ့ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေအားလုံးဟာလည်းပဲတိုင်းရင်းသားအင်အားစုတွေနောက်တော်လိုင်းအင်အားစုတွေရဲ့ထိန်းချုပ်ရာနယ်မြေတွေအများကြီးရှိနေတယ်လို့နောက်တစ်ဖက်မှာလည်းဒီစစ်တပ်ရဲ့ဒီရွေးကောက်ပွဲကိုဘယ်နိုင်ငံကမှအတိမတ်မပြုတဲ့အတွက်ဒီနိုင်ငံတကာမှာရှိနေတဲ့ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းကြီးတွေဝင်လာဖို့ဆိုတာလေမျောလင့်စရာအကြောင်းမရှိပါဘူးဒါကြောင့်ပြည်တွင်းမှာတော့ဆက်လက်ပြီးတော့အလုပ်ကိုင်းရှားပါမြဲနောက်ပြီးပြည်တွင်းထုတ်လုပ်မှုတွေကြာဆင်းစေနောက်ပြီးကုန်စည်နှုန်းတွေကတက်မြဲတက်ဆဲပဲရှိနေမဲ့အခြေအနေဖြစ်တယ်လို့တော့ကျွန်တော်တို့ဒီလိုသုံးသပ်မိပါတယ်ဒီနေ့ကကျွန်တော်တို့ဒီတော်လိုင်းရေး9နှစ်ပြည့်လဲဖြစ်တယ်အာနာသိမ့်မှုဒါတိုင်းပြည်ရဲ့အနာဂတ်တွေပျောက်ဆုံးခဲ့တဲ့9နှစ်ပြည့်လဲဖြစ်တော့ကျွန်တော်ဗီဒီယိုတော့နည်းနည်းရှည်သွားတယ်အဲ့တော့ဒီသခင်တွေ channel ကိုနားဆင်နေကြတဲ့ပရိသတ်တွေအနေနဲ့လည်းပဲအခုကျွန်တော်တို့တော်လိုင်းရေးရဲ့ဒီ9နှစ်အလွန်ကာလတွေမှာဆက်ပြီးတော့ကျွန်တော်တို့ရတဲ့ရှူတောင်ရတဲ့နေရာကိုတက်နိုင်သမျှပေါ့နော်ဒီအကြမ်းဖက်စစ်တပ်ဟာဒီတစ်ချိန်မှာထပ်ပြီးကျွန်တော်တို့ရှော့လိုက်မယ်ဆိုလို့ရှိရင်နောက်မျိုးဆက်ဘယ်မျိုးဆက်အထိမှကျွန်တော်တို့ပြန်ပြီးတော့ခေါင်းမဖော်နိုင်အောင်ခံရမှာဖြစ်တဲ့အတွက်ဒီတစ်ချိန်ကိုတော့ကျွန်တော်တို့ကဒါနောက်ဆုံးတိုက်ပွဲဖြစ်တယ်ဒီတစ်ချိန်ဒီကျွန်တော်တို့မျိုးဆက်တွေအတွက်ကျွန်တော်တို့ဒါဆက်လက်ပြီးတော့တောက်ခံတွန်းလှန်ရမယ်ကျွန်တော်တို့ရဲ့တာဝန်တရက်ဖြစ်တယ်ဆိုတာကိုဥထိပ်ပန်ပြီးတော့ကျွန်တော်တခင်တွေပြည်သက်ကြီးအားလုံးလဲဆက်လက်ပြီးတော့ဒီအကြမ်းဖက်စစ်တပ်ကိုအမြင့်ပြတ်တဲ့အထိဆက်လက်တွန်းလှန်တိုက်ပွဲဝင်ပေးကြပါလို့ကျွန်တော်တိုက်တွန်းရင်းနဲ့เนาะဒီနေ့ကျွန်တော်တို့သုံးသပ်ချက်အစီအစဉ်ကိုဒီမှာဆုံးသက်ပါတယ်အဲ့တော့တခင်တွေ channel ပြည်သက်တွေအားလုံးလဲဘေးကင်းချမ်းပါပြီးတော့စီးပွားလာပါတွေတိုးတက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်